မျိုးသမီးတယောက်ရေချိုးနေတော့မတော်တဆအပေါ်ထွန်းလာတဲ့ခေါင်းလောင်းလေးတစ်ခုကိုအဝေးကဘုန်းကြီးတစ်ပါးဖြစ်တဲ့ဂျက်ကလှိုက်မြင်လိုက်ရပါတယ်။အဲ့ဒီခေါင်းလောင်းလေးကသူ့စီမှာရှိတဲ့ခေါင်းလောင်းနဲ့တပုံစံနဲ့ဖြစ်နေပြီးသူတို့နှစ်ဦးရဲ့ငယ်ချစ်အမတ်တရားပစ္စည်းဖြစ်နေတာပါ။ဒါကိုမြင်လိုက်ရတဲ့ဂျက်ကဘုန်းကြီးဝစ်လိုက်မိတဲ့အပေါ်ချက်ချင်းပဲနောင်တရသွားပါတော့နဲ့။ဒါကြောင့်သူဟာရှောင်းလင်ကျောင်းကနေထွက်ပြီးလူလောကထဲပြန်ဝင်ဖို့အဲ့ဒီအမျိုးသမီးနဲ့အတူရှိဖို့အတွက်နီးလန်းရှာပါတော့တယ်။ဆရာသမားကသူ့ကိုကျောင်းကနေနှင်ထုတ်အောင်ဆိုပြီးတီလာဖောက်ဖျက်ဖို့သူကြံစီလိုက်ပါတယ်။ဂျက်ကတငယ်ချင်းဖြစ်သူကိုအသားတွေဝယ်ခိုင်းပြီးနေ့လည်စာစားချိန်မှာပေါက်စီးတဲ့အသားတွေထည့်ကဇရာနဲ့တပည့်တွေကိုလိုက်ဝေပါတော့တယ်။ဒါပေမဲ့သူမမျှော်လင့်ထားတာကဘသူကမှပေါက်စီးထဲမှာအသားပါနေတာကိုသတိမထားမိခဲ့ကြပါဘူး။နောက်ထပ်နီလန်တစ်ခုမစူးစမ်းရသေးခင်မှာပဲရှောင်းလင်းကျောင်းမှာပြိုင်ပွဲတစ်ခုကျင်းပမှုချက်လာပါနဲ့။တပည့်တွေကိုအသင်းနှစ်သင်းခွဲလိုက်ပြီးဗုဒ္ဓဆိုတဲ့စလုံးကိုစက်ကူတော်မှာအမြန်ဆုံးရေးနိုင်တဲ့အသင်းကအနိုင်ရမှာပါ။ဂျက်ကကျောင်းကမထွက်ခင်ဒီပြိုင်ပွဲမှာအရင်နိုင်အောင်တိုက်မယ်လို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ပြိုင်ပွဲအလယ်မှာသူ့တငယ်ချင်းစီကစာပါလာတဲ့ချိုးငတ်ကိုမြင်လိုက်ရတာကြောင့်ဂျက်စိတ်လုရှာသွားပြီးပြိုင်ပွဲအသင်းကိုအခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။အခြေအနေမဟန်လို့တာကိုမြင်တဲ့ဂျက်ရဲ့စီနီယာအကူကြီးကပြိုင်ပွဲအသင်းနောက်ဆုံးမြင်မဆွမ်းနိုင်အောင်သူ့ခန္ဓာကိုယ်နဲ့ပိတ်ပြီးကူညီပေးပါတယ်။အဲ့ဒီအချိန်မှာဂျက်ကလည်းစုတ်တန်းကိုပြန်လူပေါ်ပြေးအသွားမှာအမှတ်မထင်ပြိုင်ပွဲကိုကူညီပေးလိုက်တယ်လို့ဖြစ်သွားပြီးရှုံးနေသွားပါတော့တယ်။စိတ်ပြက်လက်ပြက်နဲ့ဂျက်ကကျောင်းအပြင်ကတငယ်ချင်းတွေစီသွားတွေ့တဲ့အခါတငယ်ချင်းတွေကချင်းသစ်အကပြဖို့ပြင်ဆင်နေကြပြီးမင်းသားရဲ့မွေးနေ့ပွဲမှာသွားကမယ်လို့ပြောပါတယ်။အဲ့ဒီစကားကိုကြားချက်ဂျက်ကဒေါသတွေထွက်သွားပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီမင်းသားဟာသူ့အဖေကိုတတ်သွားတဲ့တရားခံဖွင့်နေလို့ပါ။စိတ်အေးထားပြီးစဉ်းစားလိုက်တဲ့အခါဂျက်ကကလဲစားခြေကိုနီးလန်းတစ်ခုရသွားပါတယ်။သူဟာချင်းသစ်အကအဖွဲထဲမှာရုပ်ဖြတ်လိုက်ပါသွားပြီးမွေးနေ့ပွဲကျင်းပနေတော့မှမင်းသားကိုလုတ်ကြံဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ဂျက်ဟာရှောင်းလင်ကျောင်းကနေတိတ်တဆိတ်ထွက်ခွာပြီးကလဲစားချီဖို့မွေးနေ့ပွဲရှိရာကိုဦးတည်သွားပါတော့တယ်။